ရန်ကုန်တိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းရန်ကင်းမြို့နယ်ကစစ်မှုထမ်းဖို့ခေါ်ဆောင်ခံရတဲ့အသက်36နှစ်အရွယ်မောင်ဝင်းနိုင်ဦးခေါ်မောင်ဖြူအောင်ဟာရှီတန်းတိုက်ပွဲတစ်ခုမှာတေဆုံးသွားခဲ့ပေမဲ့လည်းမိသားစုဝင်တွေကလိုက်လံစုံစမ်းချိန်တလားကြော်ကြားမှသာစစ်တပ်ကတေဆုံးသွားတာကိုအသိပေးခဲ့တယ်လို့ကျင်းသူမိသားစုရဲ့လူမှုကွန်ရက်ကထုတ်ဖော်ချက်ရသိရပါတယ်။စစ်မှုထမ်းဝင်းနိုင်ဦးဟာဖေဖော်ဝါရီလ4ရက်နေ့မှာတေဆုံးခဲ့ပြီးစစ်တပ်ကမတ်လ17ရက်နေ့မှသာတိုက်ပွဲမှာတေဆုံးသွားတာကိုမိသားစုကစုံစမ်းမှပဲအသိပေးတယ်လို့သိရပါတယ်။အဲ့လိုတေဆုံးသူဝင်းနိုင်ဦးဟာရန်ကင်းမြို့နယ်အမှတ်9ရပ်ကွက်အင်ဂျင်မြိုင်လမ်းကဖြစ်ပြီးစစ်မှုထမ်းအဖြစ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးကစစ်တပ်ထဲကိုထည့်ခဲ့ပြီးစစ်တပ်ကိုရောက်ရှိသွားပြီးတဲ့နောက်မိသားစုကလိုက်လံစုံစမ်းတဲ့အခါမှာတိုက်ပွဲမှာတေဆုံးသွားတာကိုသိရှိကြရတာပါ။စစ်မှုထမ်းတပ်သားဝင်းနိုင်ဦးရဲ့ရုံအလောင်းနဲ့အသုံးဆောင်ပစ္စည်းတွေနဲ့အတူစစ်တပ်ကမြေမြုပ်တကြိုလိုက်ပြီးလို့တပ်ဖက်ကပြောပေမဲ့လည်းတကြိုတဲ့မှတ်တမ်းတပ်ပုံတစုံတရာပြသနိုင်တာမရှိခဲ့ဘူးလို့သိရပါတယ်။တေဆုံးသူရဲ့ကျန်ရည်သူမိသားစုဝင်တွေအနေနဲ့တေဆုံးတဲ့ရက်နဲ့ပတ်သက်ပြီးရှင်းနောက်မညီတဲ့အဖြေတွေကိုသာရရှိခဲ့ပြီးအလောင်းကိုပြန်မရတဲ့အပြင်တေဆုံးတဲ့ရက်ကိုတောင်ခံမှန်းပြီးတော့နာရေးပြုလုပ်နေရကြပါတယ်။ကွယ်လွန်သူစစ်မှုထမ်းဝင်းနိုင်ဦးခေါ်မောင်ဖြူအောင်အတွက်ရည်စူးပြီးရက်လက်စွန်းတို့တရားနာကို2026ခုနှစ်မတ်လ23ရက်နေ့ရန်ကင်းမြို့နယ်မှာရှိတဲ့နေအိမ်မှာပြုလုပ်သွားမယ်လို့နိုင်ဖိတ်စာရသိရပါတယ်။အကြံဖတ်စစ်တပ်က2024ခုနှစ်မေလကနေစတင်ပြီးစစ်မှုထမ်းတင်နန်းတွေကိုစတင်ဖွင့်လှစ်ခဲ့ကအခုခါမှာတော့စစ်မှုထမ်းအပတ်စဉ်23ကိုရောက်ရှိလာပြီဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းပြည်ဦးလွင်မြို့ရက်ကွက်ကြီးစနစ်ရေချမ်းအိုးရက်ကွက်မှာရှိတဲ့ပြည်သူတွေနေထိုင်တဲ့မြေက200ခန့်ကိုအကြမ်းဖက်စစ်တပ်က3ရက်အတွင်းအပိသက်ပြောင်းရွှေ့ပေးရမယ်ဆိုပြီးစာထုတ်ချင်းချောက်လာတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့မှာပြည်ဦးလွင်မြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကပြည်ဦးလွင်မြို့ရက်ကွက်ကြီးစနစ်ရေချမ်းအိုးရက်ကွက်အမှတ်681ကားငယ်တွေကစာအုပ်တွေကိုမတ်လ24ရက်နေ့နောက်ဆုံးထားပြီးအပိသက်ရွှေ့ပြောင်းပေးရမယ်ဆိုတဲ့ချင်းချောက်စာတွေပြည်သူတွေစီကိုပို့ဆောင်ခဲ့ပါတယ်။အဲ့လိုသတ်မှတ်ထားတဲ့ရက်ကိုကြုံလွန်ပြီးမပြောင်းရွှေ့ရင်ကြံဖက်စစ်တပ်ကမတ်လ25ရက်နေ့မနက်ပိုင်းမှာအင်အားသုံးပြီးနေအိမ်တွေကိုဖျက်ဆီးသွားမယ်ဆိုတာကိုလည်းချင်းချောက်စာထဲမှာဖော်ပြထားပါတယ်။အဲ့ဒီမြေနေရာကိုတင်စီဖို့ဒုဗိုလ်မှူးကြီးသိန်းနိုင်ထွန်းက2025ခုနှစ်8လပိုင်းမှာလျှောက်ထားခဲ့တာဖြစ်ပြီးခရိုင်အုပ်ချုပ်ရေးမှူးတွေကလည်းပြည်သူတွေကိုအသိပေးတာမရှိဘဲပြည်သူပိုင်နေရာတွေကိုစစ်တပ်စီကိုအလုံးစုံလွှဲပြောင်းပေးခဲ့တာပါ။ဒါအပြင်အဲ့ဒီမြေနေရာမှာခရိုင်မြေတွေပါဝင်တခြားနည်းနဲ့ပါမစ်ကြပြီးတဲ့နေအိမ်တွေအပြင်တခြားနည်းနဲ့တင်နေဆဲနေအိမ်တွေလည်းပါပြီးစုစုပေါင်းအိမ်ခြေ900ကျော်ခန့်ရှိနေပါတယ်။လက်ရှိနေထိုင်တဲ့ပြည်သူတွေက2008လေယာမြေဥပဒေကြောင်းအရအကျဉ်းချင်းအသနာခံစာတင်ခဲ့ပေမဲ့လည်းသက်ဆိုင်ရာကဥပဒေနည်းလမ်းနဲ့ဖြေရှင်းပေးတာမရှိပါဘူး။ဒေသခံပြည်သူတို့ကတော့အခုချိန်မှာတိုင်းပြည်တို့ဒုက္ခရောက်နေလို့စားဖို့တော့အနိုင်နိုင်ဖြစ်နေပြီးပြည်သူတွေမှာဒီလောက်ဒုက္ခမျိုးစုံနဲ့ကြုံနေရချိန်မှာအခုမြေနေရာကို3ရက်အတွင်းမဖယ်ပေးရင်အင်အားအလုံးရင်းနဲ့လာဖယ်မယ်လို့ချင်းချောက်စာထုတ်တော့ဘယ်ကိုသွားနေရမှန်းမသိဘဲနဲ့အကုန်လုံးဒုက္ခရောက်နေကြပြီလို့ပြောပါရယ်။အဲ့ဒီရက်ကွက်ကို2000ပြည့်နှစ်ကတည်းကစစ်တပ်လောက်ရုပ်တိစောက်မယ်ဆိုပြီးလျာထားမြေနေရာတမတ်ခေကမြေယာပိုင်ရှင်တောင်သူတွေနဲ့ညှိနှိုင်းခဲ့ဘူးတယ်လို့သိရပါရယ်။စစ်တပ်ရဲ့လုံယုံစီမံကိန်းအတွက်မြေပိုင်ရှင်တောင်သူအများစုကလက်မှတ်မထိုးတာကြောင့်စီမံကိန်းရဲ့ဆိုင်းခဲ့ပြီး2023ခုနှစ်မှာတောင်သူတွေကတပ်ပိုင်မြေမဟုတ်ဘဲစစ်စာတင်ခဲ့တာကြောင့်တပ်ပိုင်မြေမဟုတ်ဘဲပေါ်လွင်ခဲ့ပြီးအဲ့ဒီချိန်မှာ2021ခုနှစ်ဆီယနာသိန်းချိန်မှာမြေကွက်တွေကိုပြန်လည်သိမ်းယူခဲ့တာပါအဲ့ဒီလိုတပ်ပိုင်မြေအဖြစ်မြေသိမ်းယူခဲ့ရပါဒုတိယဗိုလ်မှူးကြီးသိန်းနိုင်ထွန်းဗိုလ်မှူးပြေဖြိုးအောင်ဗိုလ်ကြီးသိန်းတန်းစော်တို့ကဦးဆောင်ခဲ့ပြီးလက်ရှိတပ်ပိုင်မြေအဖြစ်လျှောက်ထားရမှာလဲဒုဗိုလ်မှူးကြီးသိန်းနိုင်ထွန်းကဦးဆောင်နေပြီးရေချမ်းရက်ကွက်မှာရှိတဲ့မြေက200ကျော်ကိုစစ်တပ်ကသိမ်းယူမှုနောက်ကွယ်မှာမင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံပါဝင်ဗိုလ်ချုပ်တွေအတွက်မြေကွက်တွေဖော်ထုတ်ဖို့တမတော်ဗဟိုလေ့ကျင့်ရေးအလုံးယုံတိစောက်ဖို့တပ်လုံခြုံရေးနဲ့မင်းအောင်လှိုင်ရဲ့လုံခြုံရေးအတွက်တမတော်နီးပညာတက္ကသိုလ်ရှိမှလူနေရက်ကွက်တွေမရှိစေချင်တဲ့ရည်ရွယ်ချက်တွေပါဝင်တယ်လို့တပ်သတင်းရင်းမြစ်တချို့စီကနေသိရပါတယ်ရှင်။